ဒါကတော့ဝါတာပန့်ကိုကောင်းမကောင်းစစ်ဆေးဖို့ဖြုတ်နေရပဲဖြစ်ပါတယ်ဒီမှာဆိုရင်ဝါတာပန့်မှာပါတဲ့ဝါတာပန့်တစ်လက်ဒီကျိုးနေတာကိုတွေ့ရပါတယ်အဲဆိုရင်တော့အသစ်လဲပေးရမှာပဲဖြစ်ပါတယ်ဒါကကျိုးနေတဲ့အပိုင်းစားတွေကိုမြင်ထဲမှာတန်ရှင်းလုပ်နေရပဲဖြစ်ပါတယ်အဲဆိုရင်ဝါတာပန့်ကျိုးပြီးတော့ထွက်လာတဲ့တစ်လက်အပိုင်းစားတွေပဲဖြစ်ပါတယ်အင်ဂျင်တစ်လုံးကိုပြုပြင်တဲ့အခါမှာဆိုရင်ဝါတာဂျက်ကက်တွေထဲမှာရှိတဲ့ညစ်ကြေးတွေကိုပြောင်းစင်အောင်တန်ရှင်းလုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဝါတာပန့်ကိုအသစ်လဲပြီးတော့တက်ဆင်တော့မယ့်အနေအထားဖြစ်ပါတယ်ဝါတာပန့်ကိုအင်ဂျင်မှာအထိုင်တက်ပြီးတော့ဒါရေလုံးစည်းကိုထည့်တယ်ထည့်ပြီးတော့ပြင်ဖလန်းထည့်ပြီးတော့နက်ကျပ်ပြီးပဲဖြစ်ပါတယ်ဒါကတော့ drain plug လို့ခေါ်တဲ့ဖောက်တဲ့နက်ပေါ့ဒါကတော့ sprocket ပြန်ထည့်တယ်ထည့်ပြီးတော့ဝါရှာနဲ့နက်ကိုကျပ်မှာပဲဖြစ်ပါတယ်ဒါကတော့ကမ်ရှက် follower တွေကိုထုတ်နေရပဲဖြစ်ပါတယ်ဒါကမ်ရှက် follower ထုတ်ပြီးတဲ့အခါမှာဆိုရင်ဘားပွန်းတွေကိုဖြုတ်နေရပဲဖြစ်ပါတယ်ဘားစပရေးမှာရှိတဲ့ဘားကိစ္စလေးတွေဖြုတ်ဖို့အတွက်အပေါ်ကနေပြီးတော့ဒူလေးနဲ့ထုတ်ပြီးတော့ဖြုတ်နေရပဲဖြစ်ပါတယ်ဆိုရင်ကီးတန်းတွေကျွပြီးလို့ဘားရတိန်နာတွေဘားစီတွေကိုဖယ်လိုက်ပြီးပဲဖြစ်ပါတယ်ဒါဆိုရင်ဘားပွန်းတွေကိုဖြုတ်ပြီးတော့လိုသလိုတန်ရှင်းလုပ်တာမျိုးတာမျိုးလုပ်နိုင်ပြီပဲဖြစ်ပါတယ်ဒါကတော့ hasket ကိုဖြုတ်တယ်ဒါကဟက်မှာပါတဲ့ရေလိုင်းတွေကိုပိတ်နေတဲ့ဟာတွေကိုတန်ရှင်းလုပ်ပြီးတော့ပိတ်နေတဲ့အတိုင်းအကြီးတွေကိုခွာနေရပဲဖြစ်ပါတယ်ဒါဟက်ကနေပြီးတော့ဘားပွန်းကိုဖယ်လိုက်ပြီးဘားပွန်းမှာကာဗွန်ကြိုးတွေများစွာတက်နေရဖြစ်တဲ့အတွက်ကြောင့်ပြုပြင်ပေးဖို့လိုအပ်နေတဲ့အတိုင်းဒါပဲဖြစ်ပါတယ်ကရွေးဟက်မျက်နှာပြင်တွေမညီရညာတဲ့အခါမျိုးမှာဆိုရင်ညီညာအောင်တပြရမှာပဲဖြစ်ပါတယ်ဒါဟက်မျက်နှာပြင်တွေညီညာအောင်မှန်မြင်မော်တင်ပြီးတော့တနေတဲ့နေရာဖြစ်ပါတယ်ဒါကတော့ဟက်ကိုပြုပြင်ပြီးလို့ဘားပွန်းတွေကိုပြန်လဲတက်ဆင်နေရပဲဖြစ်ပါတယ်ပွန်းတွေကိုတက်ဆင်ပြီးပြီဒါကတော့ဘားစပရင်စီလို့ခေါ်တဲ့စပရင်ရဲ့အောက်မှာခံပေးတဲ့ဝါရှာပြားလေးပဲဖြစ်ပါတယ်အပြင်မှာအလွယ်ခေါ်ရင်တော့ဘားဝါရှာလို့ခေါ်ပါတယ်ဒါကတော့ဘားဝိုင်းစီကိုတက်ဆင်တော့မှာပဲဖြစ်ပါတယ်ဒါကတော့ဘားဝိုင်းစီကိုတက်ဆင်နေရပဲဖြစ်ပါတယ်ဒါဘားစပရင်ကိုတက်ဆင်နေပြီဖြစ်ပါတယ်ဒါကတော့ဒိုးပြားလို့ခေါ်တဲ့ဝါရှာပြားလေးပဲဖြစ်ပါတယ်ဘားချိန်တဲ့အခါမျိုးမှာဒီဒိုးပြားလေးတွေရဲ့အထူအပါးကိုဒိုးလျှော်ပြုလို့ရမှာပဲဖြစ်ပါတယ်ဒါကတော့ကမ်ရှက် follower တွေကိုတက်ဆင်လိုက်ပြီဒါကတော့ hack gasket ကိုတက်ဆင်တော့မယ့်အနေအထားဖြစ်ပါတယ်ဒါကတော့ hack gasket ကိုတက်ဆင်လိုက်ပြီအပေါ်က hack ကိုအုပ်တော့မှာပဲဖြစ်ပါတယ်ဒါကတော့ hack net တွေကိုတက်ဆင်နေရပဲဖြစ်ပါတယ်
နဲ့ဒီကိုတမတ်တန်ရှင်တိုင်ပြည့်မြေအောင်ချက်နေပြီအောင်ကိုင်းနဲ့ချက်နေပြီဒါကတော့ကမ်ချက်ကိုမောင်းနေပြီမဲ့ပညာကကပဲဖြစ်ပါတယ်ဒါကတော့ကမ်ချက်ကိုတက်စနမောင်းဖြစ်ပါတယ်ဟာကမ်ချက်ကိုထိန်းထားမယ်အပေါ်ကဖလန်ပြလေးရွယ်ဖြစ်ပါတယ်ဒါကတော့စီပိုက်ပဲဖြစ်ပါတယ်ဒါကတော့တပ်ပစ်ကာဘာမှာပါတယ်ဘလိုးပိုင်ပိုက်ထွက်မဲ့နေရာကဖလန်တန်စကာလေးကိုတက်စင်နေရပဲဖြစ်ပါတယ်ဒါဆိုရင်ဘလိုးပိုင်ပိုက်အထိုင်တက်တဲ့နေရာပဲဖြစ်ပါတယ်ဒီမှာပါတယ်ကိုယ်လေးတက်တယ်ဒါတော့တပ်ပစ်ကာဘာစီကိုတက်စင်နေရပဲဖြစ်ပါတယ်ဒါဆိုရင်တပ်ပစ်ကာဘာကိုတက်စင်ပြီပဲဖြစ်ပါတယ်ဒါဆိုရင်တပ်ပစ်ကာဘာကိုတက်စင်ပြီပဲဖြစ်ပါတယ်လေ့လာနေတဲ့ညီကိုများအထောက်အကူဖြစ်ပါစေအားလုံးပဲကျေးဇူးတင်ပါတယ်